မနေ့က17ရွက်ကလေးမန်ယူရဲ့ကောက်ကိုမောင်းနိုင်လားဆိုပြီးတော့ဖိနုကချိုင်ကတစ်စစ်ချေကိုဆေးပြောက်ပေးထားပါတယ်ခင်ဗျာနေရင်နေကဖိုးဖိုးဆယ်ပေါက်ကိုကောက်နဲ့တက်လိုက်တဲ့အဒီအသက်17ကလေးဟာအသေးမပြူဘူးပေါ့နော်စကားလည်းတိတ်မပြောဘူးပြီးတော့ဒီကလေးရဲ့မိဘတွေကတယောက်တစ်နေ့မှနေကြပါတယ်ကလေးကတော့အဖိုးဖွားနေနေတာပေါ့နော်မနေ့နေရင်နေကအဖွားရဲ့အစီကနေပြီးတော့ကောင်းမပြီးတော့အိတ်ကနေအခက်ဖြည့်တဲ့နေရာထိကို10ကီလိုမီတာအကွာဝေးရှိတယ်ပေါ့နော်ဒီအကွာဝေးကိုကလေးဟာဒီကောက်ကိုဖြောက်မောင်းလာပြီးတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဖိနုကဖိုးဖိုးဆယ်ပေါက်ကိုကောက်တိုက်ခိုက်ရတာနဲ့ပတ်သက်ပြီးတော့ဒီ17ကလေးမောင်းလာတဲ့အကြီးချေကိုပြုတ်ပြခဲ့တာပေါ့နော်ဒီကိစ္စကကလေးကောက်မကျွဲတာမကျွဲတာနဲ့မဆိုင်ဘူးခင်ဗျာဒီဖြစ်စစ်မှာကလေးမောင်းလာနေတဲ့ပုံစံကိုခွဲခြားစိတ်ဖြောပြီးတော့ကလေးမောင်းလာနေတဲ့ပုံစံကိုကြီးကြီးအဖြစ်မန်ယူရဲ့ကားနဲ့သူဘယ်လိုမောက်ရလဲဆိုတော့ကိုသူသိတယ်ဒါပေမဲ့မန်ယူရဲ့ဂီယာကိုသူဘယ်လိုကြိုက်သွေးရမလဲဆိုတော့ကိုလည်းသိတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီမန်ယူရဲ့နဲ့အော်တိုဟာမတူတလို့မန်ယူရဲ့ဂီယာလည်းတစ်စစ်ချစ်တော့ပြီးမှကားစစ်ခန်းမှာတစ်စစ်ချစ်ပေါ့နော်အလုပ်လုပ်တာပေါ့နော်။လက်ရှိမှာဖြည့်စစ်အချင်းတွေကိုကလေးကိုဘာမှမေ့လို့မရဘူးပေါ့နော်။ဒါပေမဲ့ဒီနေ့ကတော့မန်ယူရဲ့ကားမောက်ရခဲတာပေါ့နော်ကျွန်တော်တို့လူကြီးတွေဆိုရင်လည်းတော်တော်လေးကိုတိတ်ယူရပါတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းပဲတိတ်ယူရပါတယ်ခင်ဗျာဒီကားကိုကျွန်တော်အခုဒီမောက်လို့မရသေးပါဘူးခင်ဗျာဟုတ်ကဲ့ဒီနာဒါကတော့ဒီနေ့ထူပေါ့နော်